ပရိဒါကျိုးတော်ဆောင်ကြီး
နောက်ဘယ်ချိန်ရရောက်လဲဟုတ်တယ်ဘုရားအားလို့များတယ်တော့ဒီမျိုးတွေကိုနေမာလို့စိတ်ကောင်းပြီးပေါ်လာနေမာလို့ဒီနေတွေးဆုံနေလို့ဘယ်လိုဒီနားကြားရတယ်လို့ဒီလိုလာတွေးဆုံမှာဘုံဘုံနဲ့ဆရာဆရာမတွေဘုံဘုံနဲ့တရားတွေအားလုံးကျန်သွားပြီး9ရောက်ဘုံဘုံနဲ့ပါစီကြမယ်လက်ဆိုကြစီကြမယ်စီကြမယ်နောက်လက်နောက်ကိုခြေထောက်ခါမယ်လက်ခါမယ်
ပြီးတော့ဖွင့်သွားပြီလားဒါတော့သူတို့ထိုင်တယ်နေကြတော့တွေးလေးတွေကမြင်ညွတ်တွေးလေးမြင်ညွတ်ရင်တစ်ခါလေကြရင်တချို့ကလေးလေးတက်တာဘယ်ကဝါကြောဘယ်ကဝါကြောသမ္မာသမ္ဗုဒ္ဓတာချာပါမယ်တော့ဘာဖြစ်သွားလဲတော့သားရတော့မဲ့တယ်ပြန်ဆိုကြည့်မယ်လူလိမ္မာ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 သာသာရောကလူလိမ္မာသာသာရောကလူလိမ္မာဒီတပြိုင်နက်တည်းဆိုကြတော့သာသာလူလိမ္မာလူလိမ္မာသာသာရောကလူလိမ္မာသာသာရောကလူလိမ္မာမိဆိုပဲသာရောဘိုးကြီးဘိုးကြီးရဲ့ဘုရားရှိရဲ့ဘုရားရှိရဲ့အမှုများနဲ့တေချာလုံးနေမှုဆောင်တေချာလုံးမယ်နော်လောက်ကလေးချင်းနဲ့ဘိုးကြီးရဲ့ဆိုအားရပါရတဲ့ကိုမှာတဘိုးကြီးရဲ့ပုံကိုလုံးမယ်သာရုမာတဘိုးကြီးရဲ့ဘိုးကြီးရဲ့ဘုရားရှိရဲ့ဘုရားရှိရဲ့သားရရတချို့တဘိုးကြီးရဲ့ဒါရဲ့အဲ့လိုဆိုဘာဖြစ်သွားလဲ6လို့ဆိုဘုရားရှိရဲ့ဘုရားရှိရဲ့သူကြီးတွေဘက်ကလည်းအသက်ပြောနေပါလေနောက်တစ်ချိန်အားရပါရနဲ့ဆိုရင်သမီးတို့မှာဘိုးကြီးဘိုးကြီးရဲ့ဘုရားရှိရဲ့ဘုရားရှိရဲ့ဆိုကြပါဦးနောက်တစ်ခါတတဝါအလုံးလို့လူမေတ္တာပို့တဲ့နေရာမှာစွမ်းစားဆောင်လေးသွားတဲ့အခါမှာအလူရှင်တွေစွမ်းတွေကိုစားမဲ့ခါကြရင်တတဝါကြီးဆိုတဲ့နေရာမှာကုသိုလ်ရှင်အားလုံးလို့ဆိုပြီးတော့အစားထိုးပြီးဆိုမယ်ရမလားအဲ့ဒါကိုအတူဆိုကြည့်အောင်ဘီမြတ်စွာဘုရားကုသိုလ်ရှင်အားလုံးလို့ဘီဘသူတွေရှိသေးလဲကိုကိုရီမမတွေကိုကိုရီမမတွေထည့်ဆိုတယ်လေမာရဲ့သင်ကြားရမယ်ကျက်ပတ်ကမယ်လေ့လာရမယ်ဟုတ်တယ်နော်ဒါအကြောင်းသားကြောင့်မှုတွေလုပ်ရမယ်လို့ဟုတ်လားကဲဟောသူတို့ကကောင်းပြီပဲဆိုတာကောင်းတဲ့ဘက်ကိုရောက်သွားနိုင်တယ်လို့ဆိုတဲ့လူတွေနဲ့တွေ့ပြီးတော့
ကြည်ညိုဖို့ကောင်းတယ်ဒါတော့သမီးတို့ကအသားမျက်လုံးလေးနှိပ်ထားမိမယ်အသားမျက်လုံးလေးနှိပ်ထားမိမယ်ဉာဏ်မျက်လုံးမှာဘုရားတရားတန်ခါအာယုံပြုတယ်ဒါရီသမီးရဲ့အရွယ်ဟာစိတ်ကြီးဖြူစင်တဲ့အရွယ်တွေပါခုလည်းဒါရီသမီးကိုကိုလေးမမရကြရာနဲ့တင်ပြီးဘုရားရောင်းဟာရီဆောင်းရောင်းဟာရီရှောင်းရောင်းဟာရီတင်ပြီးငွေရည်လည်းလုပ်တယ်ခုဆိုတော့လေတရားအထုတ်ပါဒီမှာပြိုင်နေဆိုတော့ခါကြတော့လေဒီမှာပြိုင်နေတို့ဦးနေတဲ့ကျွေးရဒီမှာမင်းဆွေးနေချက်ချင်းမိမာရီကြပြအဆုံနေဆွေးနေချက်ချင်းဆိုပြီးနိုင်တယ်အမူအရာလေးတွေလုပ်ပါဆိုလို့ရှိရင်လေချက်ချင်းအမူအရာလုပ်နိုင်တယ်ချို့တာရီသမီးတွေမှာတရားအထုတ်တူလေးတွေပါပါမယ်တာရီသမီးတို့တရားအထုတ်တယ်ဆိုတာကိုနိုင်တာကိုလုပ်တာပါဒီလိုကြီးပြီးတာပြီးနေတယ်မြတ်စွာဘုရားအသာချထားတာကိုပြီးနေတယ်ဒီအနည်းလေးရှိဖို့ပါပဲဒီကဘာစံကြီးကြတော့ပြီးလို့ပြန်တရားနာတာတော့ဒီလိုလုံးလာတဲ့မှာကိန်းနေတယ်ခါလေးတွေလည်းမှတ်နေရမယ်ကောင်းလေးတွေလည်းတည့်နေရမယ်ဒါတော့ဒီလိုဒီနာလေးတွေရောက်စားနေတော့မတူတော့ပါဘူးသိချင်อยู่ကောင်းနေလူရှင်းနေအာဒကတော့ကျိုးနေညီညီညာညာကတော့ကြပါစို့သားငယ်သမီးငယ်တို့ရလားသူတို့ဩဃာတရလို့လားသူတို့ကဒါတော့သမီးတို့ဩဃာတရလားဟုတ်ပါပြီရှစ်ခိုးပြခိုင်းဩဃာတရှစ်ခိုးမယ်ကဲဩဃာတဩဃာတဆုံးဖြစ်သောယရဏတရားအမြတ်ဆုံးဖြစ်သောယရဏသံဃာအမြတ်ဆုံးဖြစ်သောယရဏမြတ်၃ပါးတို့အားသာတို့သမီးတို့ယူသည်မြတ်တို့လက်အုံမို့ရှိခိုးရတဲ့ကုသိုလ်ကံကြောင့်ဘေးဥပ္ပအန္တရာယ်အနှောက်အယှက်ခတ်သိမ်းကင်းလွတ်ငြိမ်မိမိတို့ရည်မှန်းထားသည့်အတိုင်းအောင်မြင်မှုတွေရကောင်းကျိုးချမ်းသာတွေရပြီးနိဗ္ဗာန်ကိုရောက်နိုင်တဲ့သားလိမ္မာသမီးလိမ္မာလေးတွေဖြစ်ကြပါစေဟံဗန္တေတိတရဏေနတဟသီလယူမလား၅ပါးသီလလား၈ပါးသီလလား၅ပါးဒီဘက၅ပါးအဟံဗန္တေတိတရဏေနတဟ၅ပါးသီလ2မျိုးရှိပါတယ်အဖေတို့အမေတို့စောက်တည်သလိုလူအိုတွေစောက်တည်တဲ့၅ပါးသီလတစ်မျိုး
သိတယ်နော်လူအိုတွေဆိုတာသိလားခွန်းမြန်မာလိုဟောရမလားရှမ်းလိုဟောရမလားမြန်မာလိုဟောရမှာငါးပါးသီလက2မျိုးရှိပါတယ်အဖေတို့အမေတို့လိုလူအိုတွေစောက်တည်တဲ့သီလက1မျိုးနောက်5ပါးသီလကြတော့လူပြိုအပြိုတွေစောက်တည်တဲ့5ပါးသီလ1မျိုး2မျိုးရှိသွားပြီလူအိုတွေစောက်တည်တာ1မျိုးရဲ့လူပြိုအပြိုတွေစောက်တည်တာ1မျိုးရဲ့ဘယ်နှမျိုးလဲသားတို့သမီးတို့ကဘာဘယ်သီလယူမှာလဲလူပြိုဟာလူအိုတွေစောက်တည်တဲ့သီလသားတို့သမီးတို့ကဘာတွေတော့မလူပြိုအဟံဗန္တိတိတရဏေနသဟကောမာရတာယောက်ျားလေးတွေကြတော့ကောမာရသမီးမိန်းကလေးတွေကြတော့ကောမာရီတဲ့ရန်ကုန်လုံးကြီးတင်ဆံကရီပေါ့ကောမာရဗြဟ္မစရိယဆိုတာတာယောက်ျားလေးတွေလူပြိုအပြိုကလေးသူငယ်တွေပြောတာကောမာရီဗြဟ္မစရိယသီလဆိုတာကြတော့မိန်းကလေးတွေကိုပြောတာဒါတွေကဘာလို့ဆိုမှလဲကောမာရဗြဟ္မစရိယသီလသမီးတွေကကောမာရီဗြဟ္မစရိယသီလရမယ်နော်အဟံဗန္တိတိတရဏေနသဟကောမာရီဗြဟ္မစရိယသီလံဓမ္မံယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိဒုတိယံပိတတိယံပိအဟံဗန္တိတိတရဏေနသဟကောမာရဟာသမီးတွေကဘာတော့တိတရဏေနသဟကောမာရီဗြဟ္မစရိယသီလံဓမ္မံယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိယမဟံဝဒာမိတံဝဒေထနမောတတဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံပိတတိယံဒါဖျားကိုယ်ွယ်ပါဤတရားကိုယ်ွယ်ပါဤတန်ခါကိုယ်ွယ်ပါဤတဲ့တိတရဏဂမနံပရိဘုံနံပါဏာတိပါဒာဝေရမဏိသိက္ခာပဒံသမာဓိယာမိအဲ့ဒါဘာမလုပ်ရဘူးတဲ့တော့သူများအသက်ကိုအဒိဏဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိဘာမလုပ်ရဘူးတော့သူများပစ္စည်းကိုမခိုးရဘူးနောက်တစ်ခုကလူအိုတွေကြတော့ကာမေတုမိစ္ဆာစာရသားတို့သမီးတို့အရွယ်ကြတော့အဗျမစရိယတိက္ခာဘုတ်ဆိုရတယ်အဗျမစရိယ
ဝေရမဏိသိက္ခာပဒံသမာဓိယာမိရည်သားတော့မထားရဘူးနော်ဒီထဲမှာရည်သားထားမဲ့လူတွေပါလားထားတဲ့လူတွေရှိလားဟာအတန်သိမ့်မကျဲဘူးကွရည်သားထားတဲ့လူတွေရှိလားရှိပါဘူးနောက်ရည်သားထားအောင်မလားအပြိုကြီးလုံးမလားဟောမလုပ်ပါဘူးတကယ်ဟောမလူပြိုကြီးလုံးမလားဟာမလုပ်ပါဘူးတကယ်အပြမစရိယတိတ်ခါပုတ်ဆိုတာအဲ့ဒါတွေမလုပ်ပါဘူးဟုတ်ပြီမုဒ္ဓဝါဒဝေရမဏိတိတ်ခါပဒံသမာဓိယာမိဒါဘာမလုပ်ရဘူးတဲ့လေလိန်ညာပြီးတော့မပြောအောင်ပြောဘူးလားဟာပြောဘူးပါတယ်တဲ့သူရာမေရယမေဇပမာဒဌာနာဝေရမဏိတိတ်ခံပဒံသမာဓိယာမိဒါဘာမလုပ်ရဘူးလေသေကြီးသေရဲ့မတော့ရဘူးသေကြီးဆိုတာသိလားဘာတော့သေကြီးဆိုတာသေစေတဲ့အยีကိုဘာလို့ခေါ်တာလဲသေကြီးတဲ့သေစေတဲ့အยีကိုသေကြီးသေရက်ကြတော့ဘာလဲသေခဏီးစီရှာနေဟောရက်လို့တဲ့ကဲအေးပြီးသားပဲကွာဘယ်နှပါးရသွားလဲ၅ပါးတိတရဏေနတဟကောမာရကောမာရိပြမစရိယသီလံဓမ္မံတနုကံကတ္တဝအပမဒေနတံပါတိထာကဲဥချဟုတ်ပြီကဲထိုင်ကဲဘာသင်ပေးရမလဲပြောဘာသင်ရင်လဲဂိမ်းကစားတာသင်ရမလားဟမ်ကဲဘာသင်ရမလဲသားတွေဘာသင်ရမလဲဆရာမတွေကဘာသင်ထားလဲကြပြားတွေသင်ထားတယ်ကဲဘာကြပြားတော့ဆိုပြလို့ရမလားကဲဆိုပြပါဦးကဟောအဲ့ဒါတွေသင်ထားတာလားမိလောင်နာကောင်းလားမလောင်နာကောင်းလားဟမ်ဘယ်ဟာကောင်းလဲဘယ်ဟာမကောင်းဘူးလဲဟောတရားထိုင်တာကြမသိဘူးလားဘလို့သင်ထားတော့ကဲလိုက်ဆိုမယ်တရားအထုတ်တယ်ဆိုတာထိုင်နေရင်နဲ့သတိထားထိုင်နာကဲဆိုပြပါဦးကအမေအခုသားတို့သမီးတို့ထိုင်နေရင်နဲ့ဗာလေးထားတာလေအမေထိုင်နေရင်နဲ့သတိထားတော့ဘာဖြစ်သွားတော့တရားအထုတ်တာတရားအထုတ်ဘူးလားထိုင်ရင်ဘယ်လိုထိုင်ရမလဲဩတင်မလင်ခွေဟုတ်ပါဘူးသတိထားထိုင်ရတာပါတင်မလင်ခွေထိုင်ရမယ်ဆိုသမီးတွေကြဘယ်လိုထိုင်မလို့ gain အဲ့ဒီကြတော့တရားအထုတ်တယ်ဆိုတာထိုင်နေရင်နဲ့ဘာလို့တာဆိုမယ်တရားအထုတ်တယ်ဆိုတာထိုင်နေရင်နဲ့သတိထားထိုင်တာတရားအထုတ်တယ်ဆိုတာရပ်နေရင်နဲ့သတိထားရပ်တာအခုထိုင်တော့သတိထားပြီးထိုင်တယ်မို့လားသတိထားထိုင်တာလားသတိမထားပဲထိုင်တာလားရပ်ရင်ဟောကဲရပ်ပြပါဦးကသတိထားပြီးရပ်ပြပါဦးဘလို့တော့ကဲကြည့်မယ်ကဲသားရရောသမီးရောမတ်တရပ်မယ်အမေအဲ့ဒါသတိထားရပ်တာလားဝုံဝုံနဲ့အောင်မလေးတော့တရားအထုတ်တယ်ဆိုတာရပ်နေရင်လေသတိထားရပ်တာကဲအခုရပ်နေတော့သတိမထားဘူးလားထားလားသတိကဘယ်ရောက်နေအိမ်ရောက်နေတာလားဒီနေရာရောက်နေတာလားအမေဒီနေရာတဲ့ဘယ်နားလေခြေထောက်ထဲတို့လက်တို့ခေါင်းတို့မရှိဘူးလားကိုင်းတရားအထုတ်တယ်ဆိုတာရပ်နေရင်လေသတိထားရပ်တာပါလေတရားအထုတ်တာထိုင်ရင်လေသတိထား
ထိုင်တာအဲ့ဒါတရားအထုတ်တာပဲတရားအထုတ်တယ်ဆိုတာထိုင်နေရင်လေသတိထားထိုင်တာကသတိထားပြီးထိုင်ချလိုက်ပါဦးသတိထားပြီးထိုင်ချလိုက်ပါဦးအမေဒါသတိထားတာပေါ့အလဲသတိထားပြီးထိုင်တာလားသတိမထားပဲထိုင်တာလားဒါမြင့်တရားအထုတ်တယ်ဆိုတာရက်နေရင်လေကဲခုနရက်တာနဲ့တူသေးလားကြည့်မယ်ကွယ်ကဲတရားအထုတ်တယ်ဆိုတာရက်နေရင်နဲ့သတိထားရက်တာကဲလောက်ပေါ့ကဲဘလို့အထုတ်မလဲရက်နေရင်နဲ့အမေဒါလားအမလီသတိထားရက်တာဟုတ်တယ်ခါလိုက်တာအမလီကာဝန်ကြီးတွေကိုမတရားအထုတ်တယ်ဆိုတာရက်နေရင်လည်းဘာလုပ်တာလဲထိုင်နေရင်လည်းတရားအထုတ်တယ်ဆိုတာကြည်နေရင်လည်းသတိထားကြည်တာအမေအခုဘယ်လိုလုပ်ကြည်နေတာတော့ကဲဘယ်ကိုကြည်နေတာတော့အမေဖုံးကိုကြည်နေတာလေအမေတို့မလာခင်တော့ကျတော့တို့ကြည်ကျင်တာကြည်နာပါကြောင်ဘဝရောက်လာတော့ငါဟုတ်တယ်မလားတရားအားထုတ်တယ်ဆိုတာကြည်နေရင်လေသတိထားကြည်တာစားနေရောကဲဆိုပြပါဦးကဲတရားအားထုတ်တယ်ဆိုတာအောင်မယ်စားစရာလည်းမရှိဘဲနဲ့ဘယ်လိုလုပ်သတိထားစားမှာအမွေကဲစကားပြောနေရင်လည်းရောကဲဆိုပြပါဦးတရားအထုတ်တယ်ဆိုတာအောင်မယ်ခုမှသတိထားပြောတာပါနှခမ်းလေးလောက်တာလေးပါလေခုမှသတိထားတာစောစောကသတိမထားပါဘူးအိမ်ကျသင်ပေးလို့ရပါလားလူကြီးတွေကိုအိမ်မှာအမေတို့ဖေတို့သင်ပေးမှလားကဲတရားအထုတ်တယ်ဆိုတာထိုင်နေရင်လည်းရက်နေရင်လည်းစားနေရင်လည်းစကားပြောနေရင်လည်းဆဲနေရင်လည်းဆဲတာတော့ဘယ်သတိထားဆဲလို့ရမှာတော့အမလီသတိထားလိုက်ရင်ဘယ်ဆဲတော့မှာတော့အမေသူတို့ကဆဲနေရင်လည်းသတိထားဆဲတာတရားအထုတ်တယ်ဆိုတာထိုင်နေရင်လည်းရက်နေရင်လည်းစကားပြောရင်လည်းစိတ်ကူးရင်လည်းရံဖြစ်ရင်လည်းသတိထားရံဖြစ်လို့ရမလားအမလီတရားအထုတ်နေမှာတော့ဘယ်ရံဖြစ်မှာတော့အမလီမဲဆောက်ကငါသင်ပေးတယ်ဟေးနော်ရံဖြစ်ရင်လည်းသတိထားရံဖြစ်တာလေကောင်းတယ်ငါကြည်တောင်ကြည်တင်သေးတယ်ဘယ်လိုများသတိထားရံဖြစ်တော့ကဲဒီတစ်ခါတရားအထုတ်တယ်ဆိုတာထိုင်နေရင်လည်းသတိထားထိုင်တာဆိုဘလို့ထိုင်မလဲကြည့်မယ်တရားအထုတ်တယ်ဆိုတာထိုင်နေရင်လည်းသတိထားထိုင်တာမဲထိုင်လေထိုင်ပြလေအမဲဘလို့သတိထားမလို့အမဲခုနနဲ့တော့မတူတော့ဘူးအမဲမလုတ်တလုတ်လေးတွေဖြစ်သွားပြီအမဲတော့ကြတရားအထုတ်တယ်ဆိုတာမလုတ်တလုတ်နေတာခေါ်တယ်လုတ်နေဦးမဲထိုင်နေရင်လည်းဘယ်လိုလားလဲထိုင်နေရင်လည်းရပ်နေရင်လည်းကဲခါလေးတွေဆမ်းမယ်မျက်လွှာလေးတွေချမယ်လက်ကလေးနှစ်ဖက်ထပ်ထားမယ်ဒူးဘော်တင်လဲရပါတယ်ကိုနေသားသလိုလေးဟဲလိမ္မာတာသင်းတော့မသင်ရသေးဘူးကွယ်ကြည်သားအမေတတိလေးတွေတဲကောင်းတာပဲကြည်သားအမေတချို့လည်းအသက်ရှူသွင်းရှူထုတ်တာလေးလေဝင်လေထွက်လေးကြည်လို့အမေခုနောက်ကကြည်သားခုနောက်ကသမီးတွေကလည်းတရားအထုတ်ပါတယ်ဆိုမှသူတို့ပြုံမြုံနဲ့အမေသားတွေဘက်ကတော့ပိုးပြီးအတန်တိတ်ဆိတ်နေတာပဲကြည်သားရှေ့ကသားတွေရောခုနောက်ကသားတွေရောခါလေးတွေကိုဖြောင်းလို့တကယ်လူကြီးတွေကြားနာဗီဒီယိုတွေတခြားရိုက်တာကနိုင်ငံတကာရောက်ရင်ဒါတွေကပြမှာမေတတိလေးထားပြီးထိုင်နေတာကြည်သားဘလောက်လိမ္မာတော့တမာတိဆိုတာ2မျိုးရှိတယ်ဒီလိုမျိုးကိုယ်စိတ်ကလေးကိုနိုင်ပြီးတော့အေးဆေးသေးလေးနဲ့ဒီလိုလေးတရားလေးအထုတ်နေတာတစ်မျိုးစိတ်ဆိုတာကိုယ်စိတ်ကိုနိုင်တဲ့သူများကြတော့ကိုယ်အခုချက်ချင်းမလုပ်ချင်လဲတရားထိုင်ရင်ချက်ချင်းထိုင်လို့ရစားဆိုခြင်းနဲ့အခုဆိုလို့ရတယ်ချက်ချင်းအဲ့ဒါတမာတိရှိတယ်ကောင်းတာအဲ့ဒီတမာတိမျိုးမှာကောင်းတာအဲ့ဒါသတိဉာဏ်ရှိတယ်လို့ခေါ်တာကြည်စမ်းကြိုင်အခုကြတော့ကြည်ခါလေးတွေဆန်းတ
ဒီလိုတမာတိကလည်းဒါဇန်တမာတိခေါ်တယ်ဇန်နေဖြစ်စေနိုင်တဲ့တမာတိနောက်ဉာဏ်တမာတိဆိုတာရှိသေးတယ်ဝိပဿနာဉာဏ်မဲ့ဉာဏ်ဖုံဉာဏ်ဖြစ်စေနိုင်တဲ့တမာတိအဲ့စရာကောင်းတာကြည်စမ်းဒီအရွယ်လေးတွေနဲ့တရားအထုတ်အမေတို့ဖေတို့တောင်အထုတ်ဘူးပါဘူးဒီလိုမျိုးပြန်သင်ပေးရမှာနော်ဒါလေးကဲတမာတိနောက်တစ်မျိုးကောင်းမကောင်းစမ်းကြည့်မယ်ဟေ့အခုကတော့ဒီတမာတိဇန်တမာတိလေးနဲ့ငြိမ်ပြီးတော့ဟုတ်နေပြီဉာဏ်တမာတိကြတော့ကိုယ်စားဆိုခြင်းဆက်ချင်းဆိုလို့ရတယ်ကိုယ်တရားထိုင်ရင်ချက်ချင်းထိုင်လို့ရတယ်အဲ့ဒါဉာဏ်တမာတိလို့ခေါ်တယ်စမ်းကြည့်မယ်မီမစောနဲ့ကွာဆိုရလားကဲချက်ချင်းဆိုမယ်မီမစောနဲ့ကွာဘူလောင်တတ်တဲ့မီစောမီရဲ့ဒုက္ခရောက်တတ်တဲ့အမလီမီတမာရီကသိမ့်မရှိဘူးအတန်တိုးတယ်ဟိကဲပြန်ဆိုမယ်မီမစောနဲ့ကွာအပူလောင်တတ်တဲ့မီစောမီရဲ့ဒုက္ခရောက်တတ်တဲ့အမေဉာဏ်တမာရီလည်းကောင်းတယ်ကဲဇန်တမာတိတခါတခါလေးတွေဆမ်းမယ်တမာတိနှမျိုးဇန်တမာတိကြည့်မယ်မေတေဟုတ်ပါလားဘာမှမကြားတော့ဘူးအလဲဉာဏ်တမာတိကဘလောက်ဆူဘလောက်အော်သူကကိုကုတို့ကိုဆက်လုံနေနိုင်တယ်အဲ့ဒါဉာဏ်တမာတိဇန်တမာတိကြတော့အကုန်လုံးတိတ်ဆိတ်ပြီးတော့အိုးအဲ့လိုမျိုးမှဇန်ဝင်စားသလိုမျိုးအထုတ်လို့ရတာဟုတ်ပြီဒါဇန်တမာတိစိတ်ဉာဏ်တမာတိပြန်စမယ်မီမစောနဲ့ကွာအပူလောင်တတ်တဲ့မီစောမီရဲ့ဒုက္ခရောက်တတ်တဲ့ပြီးတော့ဘာတွေသင်နေတာတော့အော်အဲ့ဒါတွေပါသင်တာလားစိတ်တွေပါသင်တာလားကဲလုပြပေါ့ကဲဉာဏ်တမာတိစေလေမတောင်းနဲ့ကွာဝေရေကုန်လိမ့်မယ်စေလေရဲ့ယောဂါရတတ်တဲ့ကဲဇန်တမာတိနဲ့နေမယ်ဟဲ့ချက်ချင်းအံ့စရာကောင်းတော့ကကြည့်စမ်းဘလောက်လိမ်မာတော့ကဘယ်လူကြီးတွေကဘာတမာတိမှမရှိဘူးလက်ကစကားပြောဖို့ဆူဖို့ပဲအောက်မှာကြည့်တွတ်နဲ့ဒီကအတန်ကျဲတော့သူတို့ကကျဲပြောဒီကလည်းအတန်တိတ်ရောသူတို့အတန်ကြီးထွက်လာမှဆိုလို့တိုးသွားတာလူကြီးတွေကအဲ့လိုလောက်နေတာကကြည်စမ်းဇန်တမာတိလေးဆိုငြိမ်နေတာကဆေးလေးပြန်ဆိုပြပါဦးဆေးလေးမတောင်းနဲ့ကွာငွေတွေကုန်လိမ့်မယ်ဆေးလေးတောင်းနေရဲ့ယောဂါရတတ်တဲ့ဆေးလေးပဲမတောင်းရတာလားကောင်းမစားဘူးလားဟုတ်လားကောင်းကဘယ်သူတွေစားတာတော့ဟမ်ကလေးတွေနဲ့လူကြီးတွေနဲ့ဘယ်သူကွန်စားကလေးနဲ့လူကြီးဘယ်သူဆိုးဟုတ်လားလူကြီးတွေဆိုးလားဟောလူကြီးတွေဆိုးတယ်ကဲလုပ်ပြပါဦးကောင်းမစားနဲ့ကွာဝေရေကောင်းလိုက်မယ်ကောင်းစာမီရဲ့ယောဂါရတတ်တဲ့ယောဂါရရင်ချောင်းဆိုးတယ်စိတ်လေးရဲ့ကွန်းရဲ့ပြီးတော့ရက်ပါလားဟာရက်ကသားတို့သမီးတို့တောက်တာမှမဟုတ်တာရက်ကဘယ်သူတွေတောက်တာတို့ရက်တောက်တာကောင်းလားမကောင်းဘူးလားသားနဲ့အဖေဘယ်သူတောက်သမီးနဲ့အဖေဘယ်သူတောက်ဟုတ်လားရက်တောက်တာကောင်းလားမကောင်းဘူးလားကဲအဖေဆိုးနေရင်လိမ္မာအောင်ဘယ်သူမှတောင်းဝန်ရှိလဲမဲသားတို့သမီးတို့မှတောင်းဝန်ရှိတယ်အေးပါဆုံးမပေးပါနော်ဟုတ်လားဟေးအဖေဆိုးနေဘယ်သူကဆုံးမမှာလဲဟမ်အဖေလိမ္မာအောင်ဘယ်သူမှတောင်းဝန်ရှိသားတွေမှတောင်းဝန်ရှိတယ်ခလုတ်ပြပေါင်းအရက်ကိုင်းလုံးစမ်းမအောင်ကွာအရက်မတောင်းနဲ့ကွာငွေတွေကုန်လိမ့်မယ်အရက်
ရဲ့တောင်းမီရင်ယောဂရတတ်တဲ့အဲ့ဘာလို့တွေဘူးကွာဟုတ်တယ်မို့လားမူတဲ့လူတွေ့ဘူးလားတွေ့ဘူးလားဒါဘာလို့တာလဲဘယ်နဲ့ဖုန်ကြီးလာပြီးအရက်တော့မအောင်ကဆိုပြပေါင်းအရက်မတောင်းနဲ့ကွာငွေတွေကုန်လိမ့်မယ်အရက်တောင်းပြီးရဲ့ယောဂရတတ်တဲ့ကဲဇန်သမာဓိချက်ချင်းကြည်သားသားတွေဘက်ကလည်းဟောသမီးတွေဘက်ကဟောကြည်နာအံ့စရာကောင်းတာမျက်လွန်လေးတွေချပြီးအဲ့ဒါမျိုးမှတမာဓိရှိတယ်ခေါ်တာအဲ့ဒီတမာဓိမျိုးမှပို့ပြီးတော့ဘုရားရှိခိုးတော်မြတ်ကြီးကနှစ်သက်တာကိုယ်စိတ်ကိုနိုင်တယ်လို့ခေါ်တယ်အခုဇန်သမာဓိနဲ့နေမလားအခုဉာဏ်သမာဓိနဲ့နေမလားအခုလိုတရားလေးနှလုံးသွင်းပြီးတော့နာသီဝနှုတ်ခမ်းများလေးလေးနဲ့ကြည်မလားခြေထောက်ကလေးတွေထိနေတာလက်မလေးနှစ်ခုထိနေတာကိုဖြစ်တာလေးအသာလေးကြည်နေမလားစိတ်ကြည်နေမလားကြည်တဲ့တချို့ဆိုအားထုတ်ဖို့နဲ့တူတယ်အသက်ကလေးတွေကိုရှူသွင်းနေတာကြည်တဲ့သမီးတွေဘက်ကသားတွေဘက်ကရောပါကြည်တဲ့အံ့စရာကောင်းတာကွယ်ကဲဉာဏ်သမာဓိအရက်မတောင်းနဲ့ကွာဝေရေကုံလိမ့်မယ်ရဲ့တောင်းမီရေယောဂရတတ်တဲ့နေပါဦးချဲပါတင်နေတာလားချဲကထိုးတဲ့လူရှိလားအဖေနဲ့အမေနဲ့ဘယ်သူထိုးအမေထိုးတယ်တဲ့နှစ်ယောက်စလုံးအဖေတို့အမေတို့ချဲထိုးရင်မထိုးအောင်ဘယ်သူကဆုံးမမှာတော့အမေသားတို့သမီးတို့ဆုံးမမယ်အေးကောင်းပါလေဆုံးမပါကဲအဖွားလည်းထိုးတာပဲလားအဖွားထိုးရင်ဘယ်သူကဆုံးမမြီးတွေကဆုံးမပေါ့ကဲဆိုပြပေါ့ချဲမထိုးနဲ့ကွာငွေတွေကုန်လိမ့်မယ်ချဲထိုးမိရဲ့ဒုက္ခရောက်ဒုက္ခရောက်ဆိုဒီလိုကြီးမဟုတ်ဘူးလေနေဒီဟိုချီအောင်ဟုတ်တာချဲထုံးမိရင်ဒုက္ခရောက်တတ်တယ်မို့လားဒုက္ခရောက်တာဒီလိုမဟုတ်ဘူးဒီလိုဖမ်းသွားတာအမလေးလက်ကြီးဒီလိုကြီးဖမ်းသွားတာလေအမသူတို့ကဒီလိုလေးလုံနေတဲ့အမလေးရိမ့်ကတာကြာလို့ချဲထုံးမိရင်ဒုက္ခရောက်တတ်တယ်ဆိုဒီလိုပါဖြစ်သွားလဲပါသွားတာလေအမလေးအမူအရာလဲဒီလိုလေးလုံနေအမလေးရိမ့်ကတာကြာပြန်ဆိုမယ်ချဲမထိုးနဲ့ကွာငွေတွေကုန်လိမ့်မယ်ချဲထိုးမိရဲ့ဒုက္ခရောက်တတ်တယ်ချဲထိုးမိရဲ့ဘဝပါပြတ်တတ်တယ်ကဲဇန်သမာဓိချက်ချင်းကြည်စမ်းဒီအရွယ်ကလေးကသီလသမာဓိပညာရှိလိုက်တာကြည်စံသမာဓိဆိုတော့ကိုယ်စိတ်ကိုနိုင်လိုက်ပုံများတော့ခုစာဆိုမလားခုတရားမှတ်မလားခုထိုင်မလားခုရက်မလားတရားအထုတ်တယ်ဆိုတာထိုင်နေရင်နဲ့သတိထားထိုင်တာပဲရက်နေရင်နဲ့သတိထားရက်တာပဲဒါတို့သမီးတို့နော်ဒါအိမ်ကြရင်လူကြီးတွေပြန်သင်ပေးရမှာလူကြီးတွေမသိဘူးမတတ်ဘူးနားမလည်ဘူးဒါတို့သမီးတို့ကတတ်အောင်သင်ပေးမှာသိအောင်သင်ပေးမှာသူတို့ကနားလည်မှာမဲတချို့သမီးတွေဆိုပြုံးနဲ့သူတို့ပြန်သင်ပေးမယ်ပေါ့အမေကိုအမေစဉ်းစားနေကြတယ်ဘလောက်လိမ်မာတော့ကိုက်အေးတေဟုတ်တာပဲကြည်သားဟုတ်တယ်အရက်လည်းမကောင်းဘူးချဲလည်းမကောင်းဘူးကုန်းလည်းမကောင်းဘူးစိတ်လေးလည်းမကောင်းဘူးတို့သမီးတို့ချဲမထိုးနဲ့ကွာသိတယ်နော်ပြီးတော့ဘာသင်သေးတော့ချဲပဲမသိတော့ဘူးလားချဲဆိုပြပါဦးချဲ